စကေးလေးရန်လာတော့နော်ဒီတော့ရမယ်လဝိုင်ပြီးကိုသွားတဲ့လမ်းတစ်ဆောက်မြင်ရတဲ့မြင်ကွင်းတွေကလည်းအရန်ကိုလှတယ်ရောက်တာနဲ့ချက်ချင်းပဲလေစီမံနေရအောင်ကျွန်တော်တို့သွားလိုက်ပါတယ်ဒီတဲလေးမှာလှေစီးဖို့ပတ်စံပေးရမှာဖြစ်ပါတယ်။အင်ဂျီတွေလည်းစီစဉ်ပေးထားတာဖြစ်လို့ရေမကူးတတ်တဲ့သူတွေအတွက်လည်းစိတ်ပူစရာမလိုဘူးပေါ့နော်။ကျွန်တော်ကတော့အယောက်ပျော်နေတာဖြစ်ပါတယ်ထိုင်ရန်ကြီးရစကေးလေးရန်လာတော့နော်အပြင်မှာဒီထက်ပိုပြီးတော့လှပါတယ်ပါစကိုင်းတိုင်းပဲရေကလည်းအရန်ကိုကြည်လင်နေတဲ့အတွက်ကြောင့်မလို့ GoPro စီးတဲ့သူတွေအတွက်ဆိုရင်ရေအောက်ကိုလည်းသွားပြီးတော့ရိုက်ကြည့်လို့ရပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် follow လေးနှိပ်ပြီးအသေးလေးတွေပြီးသွားကြဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာ